နင်ဘာဖြစ်အဲ့လောက်စားနေရတာလဲစားလို့ရှိရင်နည်းနည်းပါးပါတော်ပြီပေါ့ဘာလဲရှင်းမဖြစ်နေတာလဲဘာလဲကျမစားတာရှင်းအမတထားတာဟမ်မဟုတ်ပါဘူးငါမကြွေးချင်လို့မဟုတ်ဘူးနင်တလောက်စားနေတော့ဝိတ်တက်ပြီပေါ့နင်ပဲဝိတ်တက်တယ်နင်ဝမှာကြောက်လို့ငါပြောနေတာဘာလဲရှင်ပြောချင်တာကျမဝါတာပေါ့ဟမ်ရှင်ပြောချင်တာကျမဝါလာတာပေါ့ဟမ်မဟုတ်ဘူးလေနင်ဝလို့လည်းငါမပြောဝမှာစိုးလို့ငါပြောတာဒီဘာပြဿနာရှာနေတာလဲနင်တဘောစားချစ်တဲ့လောက်စားထပ်စားလိုက်ရလားထပ်မှားလိုက်ရဒီမှာလည်းငါအတွက်အများကြီးရှိတယ်ရော့ငါမစားဘူးနင်ဝရင်ပြီးရောငါဘာမှမပြောတော့စားအော်ဘာလဲရှင်ပြောချင်တာကျမအစားကြီးတာပေါ့ဟမ်ကျမအစားရမဲ့တာပေါ့ရှဲတော့ပြောချင်တာလားမဟုတ်ဘူးလေအဲ့ဒါဆိုပြီးရောငါဘာမှမပြောတော့ဘူးနော်ဒီမှာနင်စားချင်လားမစားချင်လည်းနေအော်ရှဲကျမကိုညှို့ညင်တာပေါ့ခုငါဘာပြောနေရရှင်းနေတာပဲအော်ကျမရစ်တယ်ဟုတ်လားကျမရစ်တယ်အေးရင်ကျမစကားမပြောနဲ့အေးပြီးရောငါစကားမပြောဘူးနော်ဒီမှာနင်ခဏငါနေမယ်ငါစကားမပြောဘူးအော်ရှင်အခုဒီစကားပြောပြီပေါ့ဒီစကားပြောထက်ပြီပေါ့ရှင်ကျမကိုစိတ်နဲ့ကုန်နေပြီပေါ့ဟုတ်လားကျမကိုစိတ်တအားကုန်နေပြီပေါ့မလေးဒီလိုပဲရှင်တို့ယောက်ျားတွေလေကျမကိုမရခင်တည်းကတမျိုးရပြီးတော့တမျိုးအဲ့လိုရှင်လိုလူပဲမင်းနဲ့ငါနဲ့အတူတူရှိလို့ရံပဲဖြစ်နေမယ်နော်မင်းမသာမင်းနေငါတော့ပါမယ်ဒီမှာရှင်ပဲတော့ကိုလေငါတော့မယ်လေတော့မှာပေါ့ရှင်တော့မှာပေါ့ကျမနားမှာပဲနေချင်ပါလေဒီမှာရှင်ချားကုန်မနဲ့ချိန်တယ်မဟုတ်လားအေးတော့ချမပါဘူးတော့လေရစ်စီရဖြစ်ရှစ်နေတယ်အေးငါမတော့တော့ကွာမတော့လို့မထိုင်နဲ့ရှင်မလို့ထိုင်နေတာလေရှင်ကျမနားမနေချင်ဘူးဆိုတော့လေရှင်ချိန်တယ်မလို့တော့ကျမနားမနေနဲ့တော့ဟာမင်းအမျိုးမျိုးပဲငါတော့တယ်လဲဘယ်ကောင်မှနဲ့ချိန်ထားတယ်အခုငါထိုင်မနေထိုင်တယ်လို့ပြောတယ်ငါဘယ်လိုနေရမှာလဲတော်စိတ်ပြတ်ဖို့ကောင်းတယ်ကွာစိတ်ပြတ်တာပေါ့အခုတော့ရှင်ကျမကိုစိတ်ပြတ်ပြီပေါ့အေးစိတ်ပြတ်ရင်ကျမလည်းကွာလိုက်တူမနေနဲ့ပေါ့အေးကွာတယ်နော်အော်ခုနရှင်ပြောထပြီပေါ့ရှင်ကစိတ်တွေကုန်နေပြီပေါ့တော့ကွာရှင်နေပြီပေါ့ဟာလားမလေးကျမခဏရှေ့ကိုချက်လိုက်ရလားမလေးပြောထပြီပေါ့အဲ့ဘယ်ဖော်လဲဟမ်ရှင်ကမလေးဖော်မှာဒီမှာကျမရှင်မိမနော်ကျမပြောက်တယ်ဒီမှာဖိုက်ရရှင်ဘလို့ဝင်ခင်းနဲ့ဖုံမျောနေတာလေမပြောတော့ဘူးမပြောတော့ဘူးအော်ချမှာပေါ့ရှင်ချမှာပေါ့ရှေ့ကောက်မလေးမို့လို့ရှင်ချတော့ဒီလိုမျိုးပေါ့နော်ရှင်ဘယ်တော့ချမှာလဲကျမရှင်မရှိပြောရဲမှာပေါ့ရှေ့ကောက်မလေးဖြစ်လို့ကျမရှင်မရှိအေးငါဆက်ပြမယ်ခဏစောင့်အမလေးဆက်မှာပေါ့ရှေ့ကောက်မလေးစိတ်ဆိုးမှာစိုးလို့မဟုတ်လားရှေ့ကောက်မလေးစိတ်ဆိုးမှာကြောက်လို့မဟုတ်လားမလေးမိမအရှိတော့မှမရွေးဘူးနော်ရှင်ကတလောက်တည်းဖြစ်နေတာလားငါပြေးလိုက်ချင်တော့တယ်အမလေးသိချင်မှာပေါ့ရှေ့ဟာမထိရှေ့သိချင်တာပေါ့ဟာမဟုတ်လေငါကငါဘာပြောနေလဲနင်လည်းပြောနေအမျိုးမျိုးတကယ်လို့ရှင်ဟာမဖုံးမဟုတ်ရင်ရှင်ကျမကိုအကျိုးကြောင်းနေရှင်ကျမကိုရှင်းပြနေတာပေါ့ဒါရှင်ဘယ်တော့ရှင်းမလဲရှင်းအကောင်မှဖြစ်နေလို့ပေါ့ငါရှင်းပြမယ်ကွာရှင်ဘာမှမပြောနဲ့ရှင်ဘာသာထွက်လာတဲ့စကားကျမဘာမှမကြားချင်ကျမဘာမှမကြားချင်အေးပြီးရောမကြားချင်လည်းငါမပြောတော့ဘူးအမလီပြောမလားရှင်ဟုတ်နေတာကိုမဟုတ်ပါဘူးကွာငါမင်းကလွယ်ဘဲကောင်မလေးကိုမှစိတ်မဝင်စားဘူးဟုတ်ပြီလားအမလေးတခိုးကခိုးတယ်လို့ဝင်ခံပါမလားဟာရှင်ဝင်ခံလိုက်စမ်းပါဝင်ခံလိုက်စမ်းပါကျမလက်ခံနိုင်ပါတယ်ရှင်ဖြစ်တယ်ဆိုဖြစ်တယ်လို့ပြောကျမအောင်လာမလိမ်ပြီးတော့လာမလှည့်စားနေလေရှင်ဖြစ်တယ်ဆိုဖြစ်တယ်ပြောဝင်ခံလိုက်ဘယ်လိုဟာလဲကွာအေးဖြစ်တယ်နော်ရှင်ရကြားရဒီလိုပဲလေရှင်ကငိုရဲကိစ္စမရှိလေကျမသိပြီးသားပါရှင်ငါဘာမှမပြောတော့ဘူးမင်းကလည်းလှုပ်ချင်လို့ပြောချင်တော့မပြောချင်လည်းနေတော့အော်ရှင်ကျမအော်ရပေါ့ရှင်ကျမခေါ်အော်ပြီပေါ့အမလေးအမေ